ခွနဲ့သားသမီးပေါင်းတို့ခွနဲ့သားသမီးပေါင်းတို့နဲ့ဂျုံတွေ့ခံစားနေရတော့ယောဂဝေဒနာများရှိခဲ့ရင်ယောဂဝေဒနာများကိုကုသပေးတယ်ယောဂဝေဒနာများဂျုံတွေ့ခံစားနေရရင်ယောဂဝေဒနာအတွက်စိတ်မသက်နာတို့ယောဂဝေဒနာအတွက်ရင်လေးနေရတာတို့ရင်မောနေရတာတို့စိတ်ညစ်နေရယောဂဝေဒနာအတွက်စိတ်ညစ်နေရတာရှင်ချိန်ရီဆက်တန်နိုင်ပါတယ်ယောဂဝေဒနာများရှိခဲ့ရင်ချိန်ရီဆက်တန်နိုင်ပါတယ်ယောဂဝေဒနာမတက်သားသူယောဂဝေဒနာဆေးမတွေ့သူယောဂဆေးမတွေ့သူယောဂတခြားစေတခြားဖြစ်သူအနာတခြားစေတခြားဖြစ်သူယောဂရှာမရသူယောဂရှာမတွေ့သူယောဂခဏခဏဖြစ်ပြီးဟိုလိုဖြစ်ဒီလိုဖြစ်ယောဂဖြစ်သူယောဂရှာတွေ့ပြီးစေမတိုးသူစေကူမရသူတို့ဆက်သွယ်နိုင်ပါတယ်အမှန်တကယ်ကုသပေးပါတယ်ယုံကြည်လက်ခံနိုင်ရင်ချိန်မီဆက်သွယ်နိုင်ပါတယ်အမှန်တကယ်ကုသပေးတယ်ကျွန်ုပ်စီရောက်လာတဲ့သူတမျှကိုကျွန်တော်ကုသပေးခဲ့ပါတယ်အမှန်တကယ်ကုသပေးခဲ့ပါတယ်ဂုံဖော်ပြီးထုတ်ဖော်ပြီးမပြောလိုပါဘူးယောဂဝေဒနာဟူသမျှတို့ကိုကုသပေးပါတယ်ကျွန်တော်ကိုယ်တိုင်လည်းယောဂဝေဒနာကိုခံစားခဲ့ရတယ်နှစ်ပေါင်းများစွာဒီခံစားခဲ့ရတယ်ကျွန်တော်ယောဂဝေဒနာတွေကိုဖျားရိပ်တရားရိပ်ခိုးရင်းနဲ့ယောဂဝေဒနာတွေကိုတက်တာပြောက်ကင်းစေခဲ့တယ်တက်တာစေခဲ့တယ်ဒါအတွက်ကြောင့်ထို့အတွက်ကြောင့်ခွနဲ့သားသမီးပေါင်းတို့ကိုပြန်လဲပြီးယောဂဝေဒနာတွေကိုကုသပေးရပါယောဂအနာတခြားဆေးမတွေ့သူယောဂရှာမရသူတို့ယောဂခဏခဏဖြစ်သူတို့အနာတခြားဆေးတခြားဖြစ်သူတို့အချိန်ကြီးဆက်သွယ်နိုင်ပါတယ်ယောဂဥဒ္ဓမြတို့ကိုအကောင်းဆုံးမဖြစ်တော့အဖြစ်တစ်ခုတော့ပေးနိုင်ပါတယ်ယောဂဝေဒနာခံစားရတော့သူဒီယောဂဝေဒနာတွေကိုခံစားရတော့သူတို့ဒီဘယ်လိုခံစားရလဲဆိုတာဝေဒနာယောဂဝေဒနာတွေသာတည်ဆုံးမှာထို့အတွက်ကြောင့်ယောဂဝေဒနာခံစားရရင်ဖရာတရားမမေ့နဲ့ဖရာတရားများများလို့ဖရာယောဂဝေဒနာကိုတကယ်ခံစားနေရရင်အမှန်တကယ်ခံစားရရင်တကယ်လုပ်ကြည့်ပါဝိပဿနာတရားထိုင်ကြည့်ပါဝေဒနာကိုရှုကြည့်ပါဝေဒနာကိုမှတ်ကြည့်ပါဖြစ်ပျက်ကိုရှုဝေဒနာကိုရှုကြည့်ပါယောဂဝေဒနာကိုတကယ်ရှုကြည့်တကယ်တက်တာပါလိမ့်မယ်ခဏတစ်ဖြုတ်တော့မရဘူးခုံတော့ဂါရပတိစိတ်ကြည့်ဂုံတော်တစ်ခုခုဂါရတစ်ခုကိုပတိစိတ်ကြည့်ပါတရားထိုင်ခြင်းတရားမှတ်ခြင်းတရားရှုခြင်းပတိစိတ်ခြင်းတို့ကိုပြုလုပ်ကြည့်ပါယောဂဝေဒနာများတက်တာပြောက်ကင်းပါလိမ့်မယ်အကျိုးထူးပါလိမ့်မယ်အမှန်တကယ်တရားထိုင်ခြင်းယောဂဝေဒနာခံစားနေရရင်တေးတေးချာချာတိတိကျကျတိတိပပတိတိကျကျထိထိရောက်ရောက်ထိထိမိမိလှုပ်ဖို့တော့လိုတယ်အပယိကတွေမရဘူးယောဂဝေဒနာခံစားရတဲ့သူဒါအတီဆုံးယောဂဝေဒနာခံစားရရင်တကယ်လှုပ်ကြည့်ပါတကယ်တက်တာပြောက်ကင်းပါလိမ့်မယ်ဂုံတော်ဂါရတစ်ခုကိုပရိစိတ်ကြည့်ပါတရားထိုင်ကြည့်ပါဆေးများယောဂဝေဒနာအတွက်လိုအပ်တဲ့ဆေးများရှာဖွေတွေ့ရှိပါလိမ့်မယ်အမှန်တကယ်ကျိုးထူးပါလိမ့်မယ်ဖျားတရားလှုပ်လို့တရားထိုင်ခြင်းတရားမှတ်ခြင်းရှုမှတ်ခြင်းဂုဏ်တော်ပရိစိတ်ခြင်းတို့ကိုပြုလုပ်ပြီးပါကယောဂဝေဒနာများတက်တာပျောက်ကင်းခဲ့ပါကဆက်လက်ပြီးတော့တရားရှုမှတ်ခြင်းပရိစိတ်ခြင်းများပြုလုပ်ပါကောင်းမြတ်သောစိတ်စနာနှင့်ပြောခြင်းသာဖြစ်သည်ခွနဲ့သားသမီးပေါင်းတို့ကိုကဲတင်ခြင်းသောစိတ်ဆန္ဒရှိပါတော့ကြောင့်ခွနဲ့သားသမီးတို့ကိုပြန်လဲပြီးစေကုသပေးတာပါကျွန်ုပ်ကတော့တာနာပြုလန့်လျှောက်နေပါသည်ထို့အတွက်ကြောင့်အားလုံးခွနဲ့သားသမီးပေါင်းတို့ကိုယ်စိတ်နဲ့ပြကျမ်းမာချမ်းသာပါစေဘေးရန်တွေကင်းကြပါစေခန္ဓာကိုယ်တွေချို့ယင်းချင်းမှကင်းဝေးကြပါစေအသက်အန္တရာယ်တွေကင်းဝေးကြပါစေလောက်ကင်ကြံစီသမျှတွေအောင်မြင်တိုးတက်ကြီးပွားကြပါစေလို့နော်ဝေဒနာခံစားနေရရင်တကယ်တရားရှုပါတရားမှတ်ပါယောဂဝေဒနာအတွက်တကယ်
လောက်ကြည့်ပါတကယ်ထူးပါတယ်နော်ဂုံတော်တစ်ခုဂါထာတစ်ခုကိုဗုဒ္ဓစိတ်တိတိမိမိစိတ်ဝိပဿနာတရားထိုင်မယ်ဆိုရင်တိတိချာချာထိုင်တိတိချာချာရှုပါဧကံအမှန်သက်သာပြောက်ကင်းပါလိမ့်မယ်ကျွန်ုပ်ကကိုယ်တွေ့ပဲစာတွေ့မဟုတ်ဘူးသဘောပါလားလက်တွေ့ပဲပြောတာဒါကြောင့်ယောဂဝေဒနာခံစားနေရရင်အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ဘုရားတရားယုံကြည်သူများလည်းဆက်သွယ်နိုင်ပါတယ်